အခုမမိုးရတော်လန်ရေးအဖွဲတွေကပေါ့နော်သူတို့လက်တွဲထားတဲ့မဟာမိတ်အတူရောင်ဆောင်တွေကစီးတယ်ပြောမယ်ဆိုတော့နှစ်ဖွဲ့သုံးဖွဲ့လောက်စီးမယ်2နေရာ3နေရာလောက်စီးမယ်ဒါမဲ့မိုးအခုပြောချင်တာတော့မိုးကောက်မမိုးနည်းနည်းစိတ်ပူတယ်အိုးတော်တယ်တဲ့ညီမစုချမယ်ကျေးဇူးရတင်ပါတယ်ကိုဝင်းရေကျေးဇူးရတင်ပါတယ်ကိုဝင်းစုချပေးလိုက်ပြီ900โอเคဆက်ပြီးတော့စုချပေးလို့ရပါတယ်မမိုးဘက်ကဒီအိုးကိုစားချစ်လေးတစ်ထောင်ပါကျေးဇူးရတင်ပါတယ်ဒါကြရေးစကောအိုး1500ရပြီโอเคဘယ်နှပတ်အထိုးလိုက်အောင်မယ်ခဏလေးလောဆယ်တော့1500နဲ့ရအောင်မိုးတွေးပြီးတော့ကျန်တဲ့လူတွေကတော့ခဏလေးမမိုးတွေးတဲ့လူတွေဆက်ပြီးတော့ရေးလို့ရတယ်ဒီအခုမိုးကောင်းနဲ့ပတ်သက်ပြီးတော့မမိုးကလေ PDF ကိုတော့မစိတ်ပူဘူးစစ်ခွေးစစ်သားဆိုရင် PDF တွေအပြတိုက်လို့ရဲတယ်နော် NUG လက်အောက်က PDF ဆိုရင်စစ်ခွေးဆိုရင်ဘယ်နေရာမှာပဲတက်လာဘဲကြောင်ပဲကြားပဲတက်လာဘဲအချိန်ပဲခါပဲတက်လာဘဲနေရာမှာပဲတွေ့ PDF တွေအပြတိုက်တယ်နော်သူတို့လက်ထက်မှာကြည်ဖို့တွေလောက်လို့ဆိုရင်တော့စစ်သမျှနဲ့စစ်ခွေးကလုံးတိုက်တယ်ဆိုတာကမိုးယုံကြည်တယ်ဒါပေမဲ့ဒီမဟာမိတ်အတူရောင်ဆောင်ကြောင်းမိုးခုနတော့မမိုးမကခင်မှာဟုတ်ခုနတော့မိုးနည်းနည်းပြောထားတဲ့စကားမမိလားကရင်ပြည်နယ်တိုက်ပွဲနဲ့ပတ်သက်တာမမိုးလည်းအတွေ့အကြုံရှိတယ်ထောက်ဖို့တယောက်နေနဲ့ပေါ့နော်ကိုကအဲ့ဒီနေရာမှာထောက်ပံ့ပေးတဲ့ထောက်ဖို့ကြီးတယောက်ပဲဒီကရင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့ဘန့်ငွေတန်းပေါင်းများဆိုတာမမိုးထောက်ပံ့ပေးခဲ့တယ်ဘယ်အဖွဲ့အစည်းမဆိုကော့ကလေးမျိုးသိမ်းတိုက်ပွဲလားဂျာအင်စိတ်ကြီးမျိုးသိမ်းတိုက်ပွဲလားဘယ်မျိုးသိမ်းတိုက်ပွဲလေးကီကောတိုက်ပွဲလားဘယ်အဖွဲ့အစည်းရပဲဖွင့်မမိုးအမြဲတမ်းပဲပါဝင်ပြီးတော့ထောက်ပံ့ပေးတယ်နော်အတုံးကြီးတွေတက်ပြီးတော့အ ਨੇ ဆုံးတိုက်ပွဲဖြစ်ပြီးဆိုရင်အဲ့ဒီကရင်မို့အဲ့ဒီအဖွဲ့အစည်းက9သိန်းအများဆုံးကဗအပန်တန်တော့မို့ထောက်ပံ့ခဲ့တဲ့အတွက်ကြောင့်အခုဒီမိုးကောင်းမြတ်မှာတာဝန်ထမ်းဆောင်နေတဲ့ဒီလူကြီးပန်ကအဖွဲ့အစည်းတွေလားတော်လိုင်းရဲ့အဖွဲ့အစည်းတွေလားကြားလို့ရှိရင်လည်းတတိလာတော့ပေးတာပါနော်မမို့ပြောချင်တာတော့ပထမ2022ကောက်ကလေးမျိုးတိုက်ပွဲဖြစ်နေတဲ့အချိန်မှာအဲ့ဒီအချိန်မှာဆိုရင်လူငယ်တွေအများအပြားကရင်စစ်သားတွေ PDF တွေအများကြီးပဲရှိတယ်အဲ့ဒီ2022ကရင်ပြည်နယ်မှာနော်ကောက်ကလေးမှာဆိုရင်လူငယ်တွေကစစ်ဘလောက်တိုက်ချင်လဲဆိုတာစစ်ခွေးတွေတက်လာတော့မယ်ဆိုတာအရောက်တိုင်းနေရာယူပြီးသားအဲ့ဒီအချိန်မှာဘိုးကျော်တဲ့ဦးဆောင်တာပေါ့နော်ဘိုးကျော်တဲ့ဦးဆောင်တယ်ပြီးတော့စစ်ခွေးတက်လာတော့မယ်ရန်သူတွေတက်လာလို့စင်တော့ပြေးလို့ရပြီနော်အဲ့ဒီလိုမျိုးသူတို့တွေက PDF တွေကိုအဲ့လိုမျိုးပြောတယ် PDF တွေလည်းနေရာတွေယူထားတယ်ကရင်စစ်သားတွေလည်းနေရာယူထားတယ်ပြည်သူလူထုတွေလည်းစစ်ပြေးဆောင်တဲ့သူဆောင်ကိုကတောက်ကျင်းမှာနေတဲ့သူကနေဒါပေမဲ့အရောက်တိုင်းထင်တာတော့တကယ်တိုက်ပွဲကြီးဖြစ်တော့မှာပေါ့အဲ့ဒီချိန်မှာကျေးဇူးတင်ပါတယ်နောက်ဆန်ရေကျေးဇူးရတင်ပါတယ်နော်အဲ့ဒီချိန်မှာပြီးတော့စစ်ခွေးတက်လာတဲ့အချိန်မှာဘိုဆန်းအောင်ကြားဖြတ်ကိုင်းကောင်းဆောင် DKBA တစ္ဆာဖောက်လောက်ကောင်ဘိုဆန်းအောင်ကစစ်ခွေးနဲ့တူတက်လာတယ်စစ်ခွေးနဲ့တူတက်လာတော့ကရင်ကောင်းဆောင် KNU တွေဘက်ကပေါ့နော်ဒီတော်လိုင်းရေးကောင်းဆောင်တွေဘက်ကဘာပြောလဲဆိုတော့ကရင်စစ်သား DKBA ကစစ်ခွေးနဲ့တက်လာတယ်ဆိုတော့ငါတို့ပြေးလို့မရဘူးငါတို့ကရင်စစ်သားချင်းပြန်ပြေးလို့မရဘူးပြေးလို့စင်ပြဿနာတွေရှိမယ်အဲကြောင့်စစ်ခွေးကိုမတိုက်ပဲနဲ့အားလုံးနောက်ဆောက်အရောက်တိုင်းပြန်နောက်ဆောက်ရတယ်အဲ့ဒီအချိန်မှာလူငယ်တွေရော PDF တွေရောကင်စစ်သားလူငယ်တွေကလက်အောက်ပိုင်းတွေအကောင်လုံးအရန်ကိုစိတ်ပြတ်တယ်အရန်လည်းဒေါသထွက်တယ်တချို့လူတွေကဒေါသထွက်ပောက်ကွဲတဲ့အချိန်မှာသူတို့ခေါင်းဆောင်တွေသူတို့လောက်ကြံတပ်ဖြတ်လိုက်တယ်အစားဖြတ်လိုက်တာအဲ့ဒီအချိန်မှာစီးတယ်နော်အဲ့ဒါတခါတော့မကဘူးကြံတဲ့အပိုင်းတွေလည်းအများကြီးပဲအဲ့ဒါသူတို့ပြန်နောက်ဆောက်တယ်ပြီးတော့ပြည်သူလူထုထောက်ပံ့ပေးတဲ့ငွေလည်းသူတို့တောင်းလိုက်တာသူတို့ဘယ်လိုမျိုးတောင်းဖြောင်းပြီးတော့ကြောက်သွားလဲမသိနောက်တစ်ခါသူတို့ပြည်သူပြန်တော့ကူညီတောင်းတယ်ဘိုးကြောင့်တက်ဆိုရင်ဆိုင်အိတ်နေရဆိုင်အိတ်300ကျွန်တော်တို့ကိုလူပေးပါကျွန်တော်တို့ဒီတစ်ခါတကယ်ကျွန်တော်တို့ဒီတစ်ခါပေါ့နော်တကယ်လဲဖွင့်တော့မယ်တကယ်လဲတိုက်တော့မယ်ဟိုတစ်ခါတော့မိုးဆန်းအောင်ပါလာလို့ဘာညာတလကနဲ့သူတို့ကဟိုဗာလဲအကြောင်းပြတာပေါ့နော်ဟိုပြစ်သွားလို့စင် DKBA စစ်သားစီလို့စင်ငါတို့တွေက DKBA စစ်သားနဲ့ပဲစစ်သားတော့မယ်စစ်ခွင်းနဲ့စစ်မတိုင်းတော့ဘူးအဲ့လိုမျိုးသူတို့အကြောင်းပြတာပေါ့နော်အဲ့ဒါကိုမန္တလေးတိုင်းက PDF တွေအညာဘက်က PDF တွေပေါ့နော်ဒီမဟာမိတ်အတူရောင်ဆောင်တဲ့လက်တွဲပူပေါင်းတဲ့အဖွဲ့အစည်းတွေစီလို့စင်လာတော့နားထောင်ပေးကြပါအဲ့လိုမျိုးကရင်စစ်သားတွေကဂျင်းထက်ပြီးတော့တိုက်ရှင်တဲ့လူတွေလည်းတိုက်လို့မရတော့ဘူးတိုက်လို့စင်ရင်လူမျိုးရေးပြဿနာဖြစ်မယ်လူမျိုးတို့စိတ်ပူရတာပေါ့နော်နောက်တစ်ခါတို့ပြန်တော့အလူခံတယ်ကိုလည်းစိတ်ပြီးတော့ယုံနေအေးအဲ့ဒီချိန်မှာကိုကနားလဲပေးလိုက်တယ်ကွာနောက်တစ်ခါဘိုးကျော်တက်ဆိုင်ပြီးတော့အလူခံတယ်ကော့ကလေးက PDF တွေဘယ်ဖွဲ့စီမဆိုကရင်စစ်သား PDF တွေအားလုံးကဒီကရင်ပြည်နယ်မှာစစ်ဖွဲ့မှန်2022 2023သူတို့ကူညီတောင်းပြီးတော့ပတ်စံတွေရအများပြပဲပြီးတော့တိုက်ပွဲပြန်ဖြစ်ရမယ့်အချိန်မှာရန်သူတွေတက်လာတဲ့အချိန်မှာအရင်တောင်းကအတိုင်းပဲပြန်ပြီးတော့နောက်ဆောက်တယ်ကရင်စစ်သားပါလာပြီးဟိုကရင်စစ်သားပါလာတယ်ဘိုးဘီပါလာတယ်ဒီအဖွဲကစစ်ခွေးနဲ့တူပါလာတယ်အဲ့လိုမျိုးသူတို့လောက်တာနော်အဲ့လိုမျိုးသူတို့လောက်တာအမှန်တကယ်ဆိုရင်ခေါင်းဆောင်ပိုင်းက
စီစဉ်ထားတာပဲသူတို့တိုက်ပွဲမပေးဖြစ်ချင်ဘူးစစ်ခွေးတွေတေတာကိုသူတို့မလိုချင်ဘူးနော်အားလုံး KNU လား DKBA လား BGA လားဖင်တပေါက်တဲ့ပဲနော်စစ်ခွေးကိုပြစ်လိုက်လို့ရှိရင်သူတို့စီးပွားရေးဘာတွေဖြစ်သွားမလဲဆိုတာအဲ့ဒါကိုသူတို့စိုးရိမ်နေလေပြီးတော့တော်လန်ရေးကနိုင်သွားလို့ရှိရင်ပြည်သူလူထုသာနေရာရလို့ရှိရင်သူတို့ရဲ့တရားမဝင်စီးပွားရေးတွေကဘယ်လိုမျိုးထိခိုက်သွားမလဲဆိုတာသူတို့ဘယ်လိုမျိုးနေရမလဲဆိုတာအဲ့ဒါသူတို့တွေကမလိုချင်ဘူးမလိုချင်တဲ့အတွက်ကြောင့်သူတို့တွေကဂျင်းထတာအမျိုးမျိုးပဲသူတို့ရဲ့ကစားကွဲရလေကြောက်ကမန်းလေးတွေပြီးတော့နော်အဲ့ဒါကိုပြောတယ် KNU လောက်တော်လန်ရေးလောက်ပါတယ်ပြောနေတဲ့ကောင် KNU လောက်တစ္ဆာဖောက်တာ KNU ပဲရှိတယ်နော်အဲ့ဒီချိန်မှာရွာသူရွာသားတွေအများအပြည့်မမိုးစီမှာဖုံးဆက်လာတယ်မမိုးရင်ဘယ်လိုလဲကော့ကလိတ်မှာနေတော့လူခန္ဓာအများအပြားပဲဒါပေမဲ့PDF တွေလည်းနေရာယူကုန်ပြီကရင်စစ်သားလည်းနေရာယူကုန်ပြီစစ်ခွေးတက်လာတာဘယ်သူမှမပြစ်ဘူးတဲ့အရောက်တန်ပြန်နောက်ဆက်ရတယ်တဲ့အော်မမိုးလည်းရွာသူရွာသားပြန်တော့ပြောရတယ်အော်အဲ့ဒီချိန်မှာလက်အောင်ငယ်သား PDF တွေမမိုးလည်းပြောပြတာပေါ့နော်ပြင်းမဲ့အချိန်မှာပဲဘိုဆန်းအောင်ကစစ်ခွေးနဲ့တူတက်လာတယ်ရီးတယ်ကွာစကားတွေပြောတယ်အေးဆေးပဲတက်လာတယ်ပြီးတော့ဘယ်သူမှပြစ်လို့မရဲဘူးဘာလို့ဆိုတော့ KNU အထက်ပိုင်းကမပေးပြဘူးပြဿနာစီမှာကြောက်လို့အဲကြောင့်လက်အောင်ငယ်သားလည်းဘာမှလုပ်လို့မရဘူးဘိုမမဟုတ်တာဟိုဖတ်ထီတွေမှမဟုတ်တာနော်အဲကြောင့်ပြန်တော့နောက်ဆက်ရတယ်အခုဒီမိုးကောင်းနဲ့ပတ်သက်ပြီးတော့မိုးပြောမယ်မိုးကောင်းနဲ့ပတ်သက်ပြီးတော့ TNLA ပေါ့နော်ဒီပလောင်စစ်သားပေါ့နော် TNLA ဘက်ကကောက်မို့နောက်ဆောက်သွားလို့ဆိုရင် PDF တွေကအဲ့ဒီနေရာကိုယူပြီးတော့စစ်ခွေးတွေတက်လာမှာပဲဖြစ်စစ်ခွေးပြန်ယူမှာပဲဖြစ် PDF တွေ100%တန်းတိုက်လို့ရတယ်တိုက်လို့အောင်မြင်တယ်ဆိုတာမမို့ယုံကြည်တယ်ဒါပေမဲ့စိတ်ပူရမှာကဒီ TNLA တွေကကောင်းမမုံနောက်မဆောက်ဘဲနဲ့စစ်ခွေးတွေကိုသယ်လာမှာကြောက်လို့နားလေလာပြီးတော့စစ်ခွေးတွေကိုသယ်လာပြီးဆိုရင် PDF တွေကစစ်ခွေးကိုပြစ်မယ်ဆိုရင်သူတို့ထိမယ်ဆိုပြဿနာတွေကဒီမျိုးမမို့ပြောချင်တာတော့အပြတ်လောက်ပါနော်စစ်ခွေးနဲ့ပေါင်းပြီးစစ်ခွေးကိုသယ်လာလို့ဆိုရင်အဲ့ဒီ TNLA စစ်သားနေရာမှာရခိုင်စစ်သားပဲဖြစ်ကရင်စစ်သားပဲဖြစ်ပမာစစ်သားပဲဖြစ်ဘာစစ်သားမဆိုစစ်ခွေးကိုသယ်လာပြီးတော့နေရာပေးလို့ဆိုရင်ပြစ်တာပြစ်နော်ပြစ်တာပြစ်ပါဘာမှစောက်ခိဆက်စရာမလိုဘူးနေတို့တွေကဟိုမဟာမိတ်ဖြစ်လို့ကိုယ့်ရဲ့တော်လိုင်းသမားအချင်းချင်းဖြစ်လို့ကိုယ့်ရဲ့တိုင်းရင်းသားလက်နက်ကန်ဖြစ်လို့ငါမပြစ်ဘူးဆိုရင်နေတို့အဲ့ဒီလူရောက်မှာအဖွဲ့အစည်းအဲ့ဒီလောက်ကောင်အဖွဲ့အစည်းအဲ့ဒီအတူရောင်ဆောင်အဖွဲ့အစည်းနဲ့နေတို့အချိန်ကုန်သွားမယ်အဲ့လိုမျိုးခဏလောက်လို့ဆိုရင်ဘယ်နေရာမဆိုခဏဖြစ်လာလို့ဆိုရင်ပြည်သူလူထုတွေကစိတ်ပြတ်သွားမှာပဲစိတ်ပြတ်သွားလို့ဆိုရင်ပြည်သူလူထုတွေကမထောက်ပံ့ဘူးမထောက်ပံ့ဘူးဆိုရင်သေချာတယ်ဒီတော်လိုင်းရေးနိုင်ခါနီမှာပဲစဆုံသွားမယ်အဲ့ဒါမှမပြောချင်ပါတယ်โอเคနော်အဲ့ဒါကိုကရင်